okay ယောဂအလိုက်စားတဲ့အစားအစာလေးတွေရှိတယ်ဘာလဲဆိုတော့ကိုကကင်ဆာဆေးသွင်းနေတာပဲဖြစ်ဖြစ်ဓာတ်ရောင်ကြီးပြနေတာပဲဖြစ်ဖြစ်เนาะအဲ့လိုအခြေအနေမှာဝင်းရှောနေတယ်ဆိုရင်အဲ့လိုရက်တွေမှာကျွန်တော်ခုနပြောသလိုထမင်းစားရင်အရွက်တစ်ခွက်ကုန်အောင်စားပါလိမလုပ်နဲ့တော့ဝင်းရှောနေတဲ့ကာလမှာဆိုတော့အရွက်တွေအများကြီးမစားနဲ့တက်နိုင်မြအရွက်လေးခဏရှောင်ထားလိုက်အဲ့3-4ရက်မှာထမင်းလေးနဲ့အသားလေးနဲ့ဟင်းချိုလေးနဲ့ပဲစားရင်စားလေနံဓာတ်ထက်ကျွန်တော်ပြောရတယ်ထမင်းစားရင်ထမင်းတစ်လုံးအရွက်တစ်လုံးထမင်းပကံလုံးတစ်လုံးအရွက်ပကံလုံးတစ်လုံးအသားအဲ့လိုမျိုးစားတာထက်စားရင်ဝင်းရှောနေဆိုရင်အရွက်ကိုဖယ်လိုက်ဘာလို့ဆိုတော့အရွက်တွေကဝင်းပိုရှောစေတယ်အဲ့တော့အမြင့်တက်နဲတာလေးတွေစားပေါ့မှာထမင်းဆိုလဲစံလုံးမျိုးမဟုတ်တော့ဘဲနဲ့ပေါ်ဆန်းမွေးလိုမျိုးထမင်းအဖြူစားတာမျိုးပါမုတ်ဆိုလဲပါမုတ်အကျန်းမဟုတ်ဘဲနဲ့ပါမုတ်အချောလေးတွေပဲစားတာမျိုးပေါ့နော်ဝင်းရှောတာကိုတတ်တာစီအောင်လို့နောက်ကကြောင့်ကျွန်တော်တို့နွားနို့တွေရှောက်နော်တော့ကျို့အခက်မသိရင်နွားနို့မတတ်ရင်ဝင်းပိုလျှော်သွားမှာဆိုလို့ရဲ့ဓာတ်စားကတော့လိုအပ်ရင်လိုအပ်တယ်လို့တောက်မယ် probiotic ကျွဲဝတဲ့အစားအစာတွေစားပါဆိုတဲ့အချိန်မှာ probiotic ကျွဲဝတာဆိုရင်တော့ကျွန်တော်တို့ဒိန်ဂျင်တွေရှိမယ်အမှန်တကယ်ကျွန်တော်တို့မြန်မာတွေစားတဲ့လေချင်ဘက်ကလေ probiotic များတယ်ဆိုတာဒါပေမဲ့ချင်ဘက်ကညစ်ပတ်နေလို့ကျွန်တော်တို့ကမကြွေးတာဈေးထဲမှာရောင်းတဲ့ချင်ဘက်တွေရင်ကောင်တလောင်းလောင်းနေလေအဲ့ဒါကြောင့်မို့မစားခိုင်းတာတကယ်တာဒီချင်ဘက်ကိုတန့်တန့်ရှင်းရှင်းလေးလုပ်ပြီးတော့ရင်ကောင်မနာဘူးပါညာဆိုရင်သူဒီ probiotic ကျွဲသွားတဲ့အစားအစာတွေမှာပါတယ်ဒါပေမဲ့အနေထားအရရင်ကောင်များနေတဲ့အတွက်ကြောင့်မစားခိုင်းတာပေါ့မကင်ချီကိုပဲကြည့်ပေါ့နော်ကင်ချီဆိုသူတို့ကိုရီးယားတွေကင်ချီထုတ်တဲ့နေရာပြီးအခုစနစ်တကျဘူးတွေနဲ့တေချာထုတ်ပြီးတော့သူတို့ရောင်းကြတယ်အဲ့တော့နိုင်ငံတကာမှာရှိတဲ့ဆရာဝန်တွေက probiotic ကျွဲသွားခြင်းကင်ချီလေးစားပါညာဆိုပြီးတော့အကြံဉာဏ်ပေးကြတယ်စားလို့ရတယ်ပေါ့တန့်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကကျတော့ဈေးထဲမှာချင်းဘက်သွားဝယ်အောင်1000ဘူး2000ဘူးသွားဝယ်အောင်ဆိုချင်းဘက်ကိုကင်တဲ့လူကလည်းလက်ဗလာကြီးနဲ့ best ဆိုပြီးတော့ကင်ပြီးတော့ကြွတွေထည့်ပြီးတော့ထည့်ပေးလိုက်တယ်ပြီးတော့အဲ့ချင်းဘက်ဆိုင်သားမှာရင်ကောင်တွေကဝီးဆိုပြီးတော့အမြဲတမ်းလဲနေကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့လည်းအဆင်မပြေဘူးပေါ့နော်အမှန်တကယ်တော့တေချာတက်တက်ရလေးလုပ်ရင်တော့ probiotic ကျွေးသွားတဲ့အစားအစာဖြစ်ပါတယ်ဒါပေမဲ့လောလောဆယ်မှာတော့စားလို့အဆင်မပြေပါဘူးအရန်ရင်နာတဲ့အတွက်ကြောင့်ပါနော်အဲ့တော့ win shot နေ probiotic ကျွေးသွားတာဆိုတော့ကျွန်တော်ပြောရင်တန့်ရှင်းလက်ဆက်ဆက်လုပ်ထားတဲ့ဒါမှမဟုတ်တန့်ရှင်းတဲ့ဘူးနဲ့တေချာထည့်ထားတဲ့ဒိန်ဂျင်လိုမျိုးလေးတွေစားလို့ရတယ်တချို့တွေကကမ်ပူချာလို့ခေါ်တဲ့ဒီ drinks လေးတွေရှိတယ် fermented tea ပေါ့နော်အဲ့ဒါလေးတွေတောက်လို့လည်းရတယ်တစားလေးတွေတခြားပြ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 ဖြစ်မဲ့အစားအစာလေးတွေစားလို့ရပါတယ်ဒါဝင်းရှုံနေပေါ့နော်အကဲဝင်းချုံနေရင်တော့ပြောင်းပြန်ဖြစ်သွားမှာပေါ့နော်အမြင်တက်ပိုစားပေးအသီးနှံလေးတွေစားပေးအသီးနှံထဲမှာဆိုရင်တော့ဝင်းချုံနေရင်တော့လုံးဝကိုမြန်ဆန်ဆန်အလုတ်လုတ်ပေးတဲ့အသီးကတော့အဲ့နှလုံးပဲတင်မောသီးနဲ့ငကမောက်သီးကျွေးလိုက်ချက်ချင်းဝင်းကိုသွားတာပဲလူနာတွေမှာလေအဲ့တော့လွယ်လွယ်ကူကူရတာလေငကမောက်သီးရောတင်မောသီးရောကျွန်တော်မြန်မာနိုင်ငံမှာလွယ်လွယ်ကူကူရတာဆိုတော့တိတ်ခက်ခဲမရှိဘူးကိုဝင်းချုံနေဆိုရင်တင်မောသီးလေးစားပေးငကမောက်သီးလေးစားပေးရတယ်နော်တချို့ကကြောင့်သင်္ဘောသီးအစီစားရင်တန်ကြတယ်ပါညာမြန်မာယူဆတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောရင်တော့သင်္ဘောသီးအစီလောက်ထိတော့စားကြရတော့မလို့သင်္ဘောသီးစားရင်ကိုပဲကိုဝင်းမှန်စေပါတယ်เนาะရေများများတောက်မယ်ပြီးတော့လမ်းလေးလျှောက်ပေးပါအဲဆိုရင်ဝင်းချုပ်တာကိုတတ်တာစေပါတယ်အများကြီးเนาะနောက်တစ်ခုကကြတော့အကေးအစားတောက်ပြက်ပြီးတော့ weight ကျနေတယ်ကိုကဆေးကုနေတဲ့ကာလမှာ weight တွေတော်တော်လေးကျလာတယ်အစားတောက်တွေပြက်လာတယ်ဆိုရင်ခုနပြောသလိုပေါ့နော်အစားတောက်ပြက်နေချိန်မှာကတွင်းလိုက်လာအောင်ဘာလေးအရင်စားလို့ရမလဲချင်းဆက်လေးတစ်ခုစားပြီးတော့မှကတွင်းလိုက်အောင်လုပ်မှလားပြီးတော့အစာကိုစားဖို့မေ့နေတတ်တဲ့သူတွေဆိုရင်အလမ်လေးပေးပြီးတော့နှိုးဆက်လေးပေးပြီးတော့ကျွန်တော်ကျွေးတာပေါ့တနာရီ2နာရီခြားတစ်ခါပေါ့2နာရီခြားတစ်ခါစားတာဒါမှမဟုတ်3နာရီခြားတစ်ခါစားမလားပေါ့နော်နည်းနည်းနဲ့ခဏစားပေးပါကျန်းမာရေးနဲ့ပုံညီညွတ်တဲ့စီတွေပို့စားပေးပါဆိုလိုချင်တာကထမင်းစားပြီဆိုရင်ကိုကဝိတ်ကျနေတဲ့အတွက်ကြောင့်ထမင်းစားရင်မြေပဲစီလေးရှိရင်ထမင်းလေးကိုမြေပဲစီလေးနဲ့နယ်ပြီးစားတာပေါ့နော်တခြားဟင်းတွေလည်းပါမယ်ထမင်းလေးကိုလည်းမြေပဲစီလေးနဲ့နယ်မယ်နေကြစီလေးတန်လွင်စီလေးစားတဲ့အစီလေးတွေနဲ့ထမင်းလေးကိုနယ်ပြီးတော့စားတာဆိုရင်လည်းကယ်လိုရီပိုသွားတဲ့အတွက်ကြောင့်ဝိတ်တက်ဖို့အတွက်အများ